အားလုံးမင်္ဂလာပါရှင်ကျမတော့ဒေါက်တာတော်ဝင်းမြင့်ပါဒီနေ့ကတော့ပေါ့နော်ဆရာတို့ပြောတဲ့အတိုင်းပဲခေါင်းစဉ်လေးတွေတော့ဆွေးနွေးသွားပါမယ်ရှင်နော်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ကျမကိုဖိတ်ခေါ်တဲ့ဆရာကြီးများလည်းကျေးဇူးများတင်ပါတယ်နောက်တော့မှ DGCC ဆရာကြီးလည်းကျေးဇူးတင်ပါတယ်အဆဆရရစီစဉ်ပေးတဲ့ Apps ကုမ္ပဏီကိုလည်းကျေးဇူးတင်ပါတယ်နော်ဒါလေးလည်းပြောချင်ပါတယ်အဲ့တော့ကျမခေါင်းစဉ်ကတော့ဒီနေ့ကတော့ပြောတဲ့အတိုင်းပဲပေါ့နော်ကျမတို့ကနောက်စားပေါ့ nourish to flourish ပေါ့ဒီပဲလေအဲ့လေရမယ်တဲ့နော်ဆိုဒီနားတော့ပြောရမှာမသိမမြင်ရလို့နော်မိတော့မိရပါနော်အဲ့တော့ဒီနေ့တော့ကျမဒီခေါင်းစဉ်လေးတွေနဲ့တော့စဉ်းစားထားပါတယ်ရှင်နော်ကျမတို့ aging ပေါ့ aging ရဲ့ related disease လေးတွေရဲ့နောက်ပြီးတော့ကျမတို့ဒီအသက်ကြီးတဲ့သူတွေမှာ key nutrition goals တွေပေါ့နော်နောက်တစ်ခုကတော့ကျမတို့ဒီနေ့မှာတော့ universal design food ပေါ့နော် UDF လို့ခေါ်ကြတဲ့ဒါ international မှာသုံးနေတဲ့ဟိုစားပေါ့ food လေးတွေအကြောင်းရယ်နောက်ကျမတို့နဲ့ nutrition intervention အကြောင်းလေးတွေတော့ကျမပြောသွားပါမယ်ရှင်နော်အဲ့တော့ကျမတို့ကတော့ပထမဆုံး aging ပေါ့နော် aging ကတော့ဆရာတို့အားလုံးလည်းသိပါတယ်လူတိုင်းကျမတို့မဖြစ်မနေနော်ကျမတို့မသိမချင်းမွေးကလေးကစပြီးတော့မှတော့ကြုံရမယ့်ဟာတော့ aging ပါပဲလို့နော်လူတိုင်းကတော့ aging ပေါ့ကျမတို့လည်း aging ပဲတဖြည်းဖြည်းနဲ့တော့ကျမတို့ကြီးလာကြတာတွေပေါ့နော်အဲ့တော့ကြီးလာကြတဲ့ခါမှာတော့အခုပြောသလိုပါပဲတဖြည်းဖြည်းနဲ့ဒီကျမတို့ရဲ့ physiological ရော mental ရောပေါ့နော် changes တွေကတော့အများကြီးရှိလာပါတယ်အဲ့ဒီမှာတော့ကျမတို့စာပေါ့ဒီ physiological ကတော့အသိသာဆုံးပေါ့နော်ကျမတို့တစ်နှစ်နဲ့တစ်နှစ်ဓာတ်ပုံလေးရိုက်လိုက်ရင်တော့မှကျမတို့အရန်ကွာလာကြတာပေါ့နော်အဲ့တော့ဒါလူတိုင်းပဲသိပါရှင်အဲ့တော့ဒီ good nutrition ပေါ့ကျမတို့အသက်ကြီးလာတာနဲ့အများကျမတို့အားလုံးကဆိုလို့ရှိရင် physical ရော mental ရောနောက်တစ်ခါကျတော့ social well being ပေါ့နော်ဒါတွေအားလုံးကောင်းဖို့ဆိုလို့ရှိရင်တော့ဆရာလေးပြောပါတယ်ကျမတို့ရဲ့ nutrition ကတော့တကယ်ကိုပဲအရေးကြီးတဲ့အပိုင်းမှာတော့ကျမတို့ပါပါတယ်ရှင်နော်အဲ့တော့ကျမတို့ဒီပေါ့နော်ကြည့်မယ်ဆိုတော့ဒီကမ္ဘာလုံးမှာကြည့်မယ်ဆိုတော့အခုကဆိုရှင်ဒီ aging ကဒါ global ရဲ့ burden ဖြစ်လာပါပြီဘာလို့လဲဆိုရှင်နော်အထူးသဖြင့်ဆိုရှင်ဂျပန်လိုမျိုးဆိုလို့ရှင်သူကအသက်ရှည်တဲ့လူတွေတအားများလာပါတယ်နော်အားလုံးကယောဂမဖြစ်ချင်ကြဘူးအသက်ရှည်အောင်မျိုးမျိုးနဲ့စာလှုပ်လာတဲ့အချိန်မှာပဲဒါတွေကကြီးလာတဲ့သူတွေကဒါသူတို့လည်း problem တစ်ခုရယ်လို့ပဲပေါ့နော်ဒါလေးကြီးလည်းကျမတို့ကရှိလာပါတယ်ဒါကြောင့်မလို့တဲ့နော်ကျမတို့ကမ္ဘာလုံးမှာ2019ရန်ဆိုရင်903 million လောက်ကနေမှအခုဆိုရှင်2050ဆိုရှင်ဒါ2 billion ထိရှိလာမယ်ဆိုတော့နော်ကျမတို့နိုင်ငံကတော့တအားကြီးအသက်ကြီးတဲ့အထက်မှာတော့မပါသေးဘူးပေါ့နော်ဒါပေမဲ့ကျမတို့ဂျပန်မှာဆိုလို့ရှိရင်အကုန်လုံးကဆိုရှင်အသက်တွေကလည်းတအားကြီးလာတော့သူတို့တွေမှာလည်းဒါ problem တွေနောက်ပြီးတော့မှလူကြီးတွေကိုဘယ်လိုမျိုးများပဲပြုစုဆောင်ရှောက်အောင်လဲဘာတွေကြွေးကြမလဲဆိုတော့မှဒါသူတို့နိုင်ငံကပဲတော်တော်များများကျမတို့ guideline တွေကိုအကုန်ကြည့်လိုက်မယ်ဆိုရင် Europe ထက်စားလို့ရှိရင်ကျမတို့ကဒီဂျပန်ပေါ့နော်ဂျပန်ရဲ့ guideline တွေကိုကျမတို့ဆိုရှင်အခု nutrition မှာဆိုရှင်ပို့ပြီးတော့မှလည်းကျမတို့ကြည့်ခဲ့ရပါတယ်ရှင်နော်အဲ့ဒါပြသူတို့ရဲ့ disease ဟောပေါ့နော် population မှာလည်းများလာတဲ့များ pattern တွေတခုလို့လည်းပြောလို့ရပါတယ်အဲ့လိုပဲကျမတို့ဒီ age related disease တွေပေါ့နော်အဲ့တော့ကျမတို့ဒါအကုန်လုံးသိလာတဲ့အနည်းဆုံးကျမတို့ကမျက်စိလေးတော့မုံလာတယ်ပေါ့နော်မျက်စိလေးတွေမုံလာတယ်ကျမတို့ခါးတွေနားလာတယ်အယိုးတွေဒူးတွေနားလာတယ်ဒါလေးတွေကလည်းဒီ age နဲ့ပတ်သက်တဲ့ဇာ aging ရဲ့ကျမတို့သဘာဝပါပဲပေါ့နော်အဲ့တော့ disease တွေကတော့ဒါတော့ဆရာမတို့အများစုဖြစ်တဲ့အတွက်ကြောင့်မလို့အသေးစိတ်တော့ကျမပြောစရာမလိုတော့ပါဘူးအဲ့ဒီထက်မှာကျမတို့အခုအများဆုံးခံစားနေရတာတော့အခု dementia ပေါ့နော် Alzheimer တွေကဘယ်လောက်တောင်များလာလဲဆိုရင်ကျမစီမှာအခုလာပြတဲ့ patient တွေမှာဆို60ကျော်လောက်တောင်ရှိပါတယ်နော်တချို့ဆိုတော့အရင်ကတော့80ကျော်လောက်မှပဲ Alzheimer များတယ်လို့ထင်ခဲ့ပေမဲ့အခုကျမရဲ့ patient တစ်ယောက်ဆိုရှင်59 60မှာသူက Alzheimer စတာနော်ကျမတို့လည်းတောက်လျှောက်ပြတယ်အခုဆိုတော့63 64လောက်ရှိနေပြီပေါ့နော်အဲ့တော့ကျမတို့ဆိုလိုတဲ့သဘောကကျမတို့ဒီ aging ဖြတ်လာတာနဲ့ဒီ Alzheimer နဲ့ dementia ကစောလာတယ်ပေါ့နော်ဒါလေးကိုလည်းကျမတို့တစ်ချက်စဉ်းစားစရာပေါ့ကျန်တဲ့ disease တွေကတော့ chronic ကတော့အားလုံးသိတဲ့အတိုင်းပဲပေါ့နော်ဒါလေးကတော့ကျမတို့ဘာမှ disease ကိုကြီးကြီးမားမားမရှိဘူးလို့ဆိုရင်တော့မှကျမတို့နားလီတာတို့ knock cataract ရှိတာတို့နော်နောက်ပြီးတော့ဒီ refractive error တွေမှာဆုံးရှုံးတာတို့နောက် back and neck pain တွေမှာတို့ depression တို့နော်ဒါလေးတွေကလည်းကျမတို့တွေကပြဿနာလေးတွေရှိလာတယ် urinary incontinence လေးတွေရှိလာတယ်နော်သူတို့ရဲ့နောက်ဆက်တွဲဖြစ်တဲ့ complication တွေကလည်းပိုပြီးတော့မှများလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အားလုံးအားဆိုလို့ရှိရင်တော့တကယ်ကိုပဲသူတို့တေချာလေးစောင့်ရှောက်ရမယ်เนาะကျွန်တော်စောင့်ရှောက်ဆိုတော့ကျမတို့လည်းပါတာပေါ့เนาะအဲ့တော့အဓိကကတော့ပေါ့เนาะတကယ်ကိုပဲ key nutrition မှာ
key nutritional goals ပေါ့နော်ကျမတို့ရဲ့အဓိက goal ကတော့ဆရာလည်းခဏနေရပြောသွားပါတယ်ကျမတို့ရဲ့ muscle ပါပဲเนาะပထမဆုံးအရေးကြီးတာကတော့ကျမတို့ muscle ပေါ့နော်ကျမတို့ muscle တွေကတကယ်တမ်းပြောမယ်ဆိုရင်အသက်30ကျော်လောက်ကလေးကနေစပြီးတော့မှကျမတို့ muscle တွေကနည်းနည်းကျမတို့ atrophy စဖြစ်လာတာပေါ့နော်ဒါ30 decade တွေကနေ40 50 60 80အဲ့လိုတွေများလာတဲ့ခါမှာတော့ကျမတို့ရဲ့ muscle တွေကျမတို့တကယ်ကိုပဲ strengthening ကောင်းအောင် functioning ကောင်းအောင်ဆိုလို့ရှိရင်ကျမတို့တကယ်ကိုပဲ safe လုပ်ထားရမယ်ဒါကြောင့်မို့အဲ့ဒီမှာလဲ adequate protein intake ပေါ့နော်ကျမတို့ protein တွေကိုဒါကြောင့်ဆရာလည်းပြောတယ်ကောင်းကောင်းစားဆိုတာကျမတို့အသားစားစီချင်ပါတယ်နော်ကျမတို့နိုင်ငံမှာတကယ်လည်းအသက်ကြီးလာရောအသားမစားနိုင်တော့ပါဘူးဘာလို့လဲဆိုကျမတို့မှာ dental problem တွေရှိလာတယ်ပြီးလို့ရှိရင်ကျမတို့ taste bud တွေကလည်းအသက်ကြီးလာတာနဲ့မျှပြောင်းသွားတဲ့အတွက်ကြောင့်မို့တကယ်တော့အသားစားလို့ပြောတဲ့ချိန်မှာကျမတို့လူမျိုးကမစားဘူးပေါ့နော်အခုအိမ်မှာကြည့်မယ်အဖိုးကြီးအမေတွေကြည့်မယ်ဆိုလို့ရှိရင်သူတို့ဘာစားလဲငါ6ဖုတ်ပဲစားတယ်နော်သူတို့ရဲ့အာသီတကဘာလဲဆိုကျမတို့မြန်မာလူမျိုးအများစုကငါ6ဖုတ်ပဲအသားဟင်းဆိုမစားချင်ဘူးညီးတယ်ငါ6ဖုတ်လေးနဲ့ပဲစားဆိုတကယ်တော့ငါ6ဖုတ်ကအာဟာရဖြစ်လားဆိုလုံးဝမရှိပါဘူးနော်ငါးရဲ့ဟာလို့ပြောပေးမယ်လေငါးဆိုရှင်သူက process ဖြစ်သွားပြီပေါ့နော်တကယ် process ကမှတကယ်ပြောမယ်ဆိုရှင်ငါ6ဖုတ်ဆိုတာ ultra process ပါနော်အဲ့တော့ကျမတို့စကားလုံးနဲ့ဒါငါ6ဖုတ်ပြောတာ ultra process တစ်ခုဖြစ်နေတဲ့ဥစ္စာဆိုရှင် nutrients ကဆိုရှင်ဘာမှမပါတော့ဘူးအဲ့ဒီမှာစားပဲပါတော့တာပေါ့အဲ့တော့ဒါကျမတို့တွေးတိုးဖို့ပဲရှိတော့တာပေါ့နော်ဒါပေမဲ့လူကြီးတွေကိုကြည့်လိုက်လို့ရှိရင်ငါ6ဖုတ်နဲ့မှမစားလို့ရှိရင်သူတို့ဘာမှမစားတော့ဖြစ်သွားတာနော်အဲ့ဒါနံပါတ်1ချက်ပေါ့ကျမတို့မှာတကယ်ကိုပဲ adequate protein ကလုံးဝမရပါဘူးနောက်နံပါတ်2ကကျမတို့အခုပြောနေတဲ့ calcium နဲ့ vitamin D တွေပေါ့နော် calcium နဲ့ vitamin D တွေကိုရရှိဖို့အတွက်ဆိုရင်ကျမတို့အခုလူငယ်တွေအစကျမတို့ vitamin D ကြပါတယ်ဘယ်လောက်တော့နည်းလဲဆိုကျမတို့နိုင်ငံပြောရင်တော့လေနေထွက်တဲ့နိုင်ငံပေါ့ဒါပေမဲ့ကျမတို့10ကျော်တက်ကလေးတွေလာတယ်ကျမတို့စစ်လိုက်တဲ့ vitamin D ကတအားကျနေတယ်အဲ့ဒီ vitamin D ကျတဲ့ကြောင့်လေ calcium ကလည်းနည်းတယ်နောက်တစ်ခါကျတော့ကျမတို့ကနှုတ်မတောက်ကြဘူးပေါ့နော်ကျမတို့ကိုယ်တိုင်တွေကလည်းနှုတ်တောက်မယ်ဆိုရှင်ပြင်းတယ်နှုတ်ဆိုမကြိုက်ဘူး coffee လက်ဖက်ရည်ဆိုတော့တောက်မယ်ပေါ့နော်အဲ့လိုမျိုးလေးပြတဲ့ခါမှာလူကြီးတွေကိုလည်းကျမတို့ကနှုတ်တွေပေးတောက်တဲ့ခါမှာလည်းသူတို့ကမတောက်တာဘူးသိလားနော်ဒါကြောင့်မို့ calcium လည်းကျတာပဲ vitamin D ပေါ့ vitamin D ကအခုပြောသလိုနေပူလန်းမှာလားဘယ်သူမှထွက်မလန်းတော့အခုချိန်မှာနော်အဲကြောင့်သူတို့တွေလမ်းလေးတွေရှောက်ဖို့ပေါ့ဒါလည်းမြို့ပေါ်မှာနေတဲ့သူတွေဆိုတာတော့မရနိုင်ဘူးပေါ့နော်ဒါကြောင့်မို့ကျမတို့ vitamin D ကလည်းတကယ်တမ်းလက်တွေ့ဘဝမှာရသလားဆိုတော့လေမရခဲ့ဘူးပေါ့နော်နောက်တစ်ခုပြန်ပြောမယ်ဆိုတော့ hydration ကျမတို့အသက်ကြီးလာလေးတွေရေတောက်ဖို့လိုလာလေးတွေပါဒါပေမဲ့အသက်ကြီးလေးရေတောက်ဖို့နှိမ့်လေးတွေပဲနော်ဘာလို့လဲဆိုတော့အခုပြောသလိုဒီ taste bud ရဲ့ပြောင်းလဲမှုကများတဲ့အတွက်ကြောင့်လို့ကျမတို့ကရေမစားတော့နော်ဒါကြောင့်မို့လူတွေအကုန်လုံးရေစားတယ်လို့ပြောရင်ကျမသိပြောတယ်နော်ရေစားတယ်ရေတောက်မဲလို့ပြောရှင်တောက်ပါပေါ့နော်အဲ့ဒါဆိုလို့ရှင်တောက်ပါကျမတို့စီမှာတက်ကြီးလာရင်ရေတောက်ဖို့သူတို့ညော့သွားတယ်ဒါကြောင့်မို့ရေတောက်ဖို့လည်းကျမတို့ကသတိပေးဖို့ကတော့အရေးကြီးတယ်ပေါ့နော်နောက်တစ်ခါတော့ကျမတို့ဒီ fiber တွေပေါ့နော် digestive health အတွက်ကကျမတို့ fiber အရေးကြီးတယ်ဒါပေမဲ့တကယ်တမ်းကျတော့လေ fiber စားနိုင်လားဆိုရှင်မဝါနိုင်တာစားတာနော်ဥပမာကစွန်ရွက်ကြော်ဒီနေ့ဆိုကစွန်ရွက်ကြော်ကျွေးတယ်နော်ဒါပေမဲ့အဲ့ဒါကိုဝါဖို့ဆိုတာလေဒါသွားကောင်းမှပဲရတာဆိုတော့အသက်ကြီးလာလို့ရှိရင်ကစွန်ရွက်ကြော်လည်းအများကြီးစားလို့မရတော့နောက်ပြီးပျော့ပေးရတယ်ကျမတို့ကအသက်ကြီးလာရင်မလည်းမစားနိုင်တော့ပျော့တော့ကျမတို့တွေရဲ့အရွက်ကြော်စားတော့စားတယ်ဒါပေမဲ့ vitamin တော့သိပ်မရအောင်ဒါပေမဲ့စားပါဘာလို့လဲဆိုကျမတို့ fiber လိုချင်ပါသေးတယ်เนาะဒါလေးတွေရှိလာတယ်နောက်ပြီးတော့မှအစာအိမ်လမ်းကြောင်းမှာရှိတဲ့ဒီအကောင်လေးတွေပေါ့เนาะကျမတို့ပြောနေတဲ့ microbiota ဆိုတဲ့အကောင်လေးတွေကကြီးလာတာနဲ့အမျှတဖြည်းဖြည်းလျော့သွားဘာလို့လဲဆိုကျမတို့ antibiotic တွေကမဖြစ်မနေစားနေကြတာเนาะတခုဖြစ်ရင်ကျမတို့နာစီချောင်းဆိုးချောင်းဆိုးပြီဆိုတဲ့ antibiotic អော်မှပဲရတာဆိုတော့ဒီ antibiotic တွေကျမတို့များတောက်လေးကျမတို့မှာရှိတဲ့ probiotic အကောင်လေးတွေကသေးလေးပဲဆိုတော့ကျမတို့ဒါလည်းလျော့သွားပြန်ရောပေါ့เนาะအဲ့တော့ကျမတို့ပြောမယ်ဆိုတော့ဒီ aging တွေရောက်လာလေးတွေအခုပြောတဲ့တကယ် main nutrients တွေအားဆိုရှင်လုံးဝပဲကျမတို့တွေကလျော့သွားပါတယ်เนาะဒါကြောင့်မလို့ဆရာကြီးပြောသလိုပဲ nutrient rich ပေါ့တကယ်ကိုပဲကျမတို့နိုင်ငံမှာ nutrient rich ကတကယ်ရပြီလားမရသေးဘူးလားဒါကျမတို့မှာစဉ်းစားစရာတွေအများကြီးရှိတယ်เนาะနောက်တစ်ခုကတော့ကျမတို့အသက်ကြီးလာတာနဲ့များ immune system ကျပါတယ်เนาะ auto အားဖြင့်လည်းသူကျနေတယ်နောက်ကျမတို့စားတဲ့အစာအစာတွေကလည်းဒီ micronutrients ပေါ့เนาะပြောရင်တော့ micronutrients ပဲဒီ vitamin တွေပဲနည်းနည်းပဲလိုတာလို့တော့အမြဲပြောတယ်ဒါပေမဲ့ကျမတို့မှာတကယ်လည်းပြည့်စုံသလားဆိုတော့လည်းမပြည့်စုံဘူးပေါ့เนาะဒါကြောင့်မို့ဒါတွေအများရောနေတဲ့အတွက်ကြောင့်မို့ဒါတွေကိုအကုန်လုံးကိုအသက်ကြီးတဲ့သူတွေမှာကျမတို့ရဲ့ nutrition goal ပေါ့เนาะဒါတွေအားလုံးလာဆိုရှင်ပြန်ပြီးတော့မှဖြည့်ရမယ်ဆိုတာလေးကိုတော့ကျမတို့ပြောချင်တယ်ပေါ့เนาะအဲ့တော့အလွယ်မြဲပြောမယ်ဆိုတော့ protein ကတော့ကျမတို့စားမယ်ဆိုတော့1 to 1.2 gram per kg အဲ့တော့ကျမတို့ကအနည်းဆုံး30သားတော့စားဖို့လိုပါတယ်ရှင်နော်အဲကြောင့်မို့အသားကိုနေ့လယ်5ချက်သားစားမယ်ညနေ5ချက်သားစားမယ်အဲ့တော့ကျမတို့လူကြီးတွေရောဘယ်လောက်စားလဲလို့ကျမတို့ပြန်ကြည့်လိုက်လို့ရှင်1ချက်သားပဲစားတယ်
နော်တထုံးနော်နောက်ကျမတို့ငယ်ငယ်လေးပါလေကျမတို့ရဲ့ကာချာလေနည်းနည်းပဲစားရတာဆိုတော့တထုံးပဲနော်ကျမတို့ငယ်ငယ်တော့အသားတွေများများစားရင်အမေကဆူတယ်အသားစားကျူးတယ်လို့ဆိုတာဘလူးကနေလာတာလားဆိုဒါကျမတို့ရဲ့ကာချာလေးပေါ့နော်အဲ့တော့ကျမတို့ကမစားရတဲ့ခါကျတော့ကြီးတာတို့တကယ်တမ်းစားလို့ပြောတော့လေမစားပြန်ဘူးဆိုတော့ကျမတို့ကနည်းနေတာပေါ့အဲ့တော့ဗမာလူကတော့အလွယ်ဆုံးကတော့တရက်ကိုတော့အသားကိုတော့30စားတော့ပြည့်အောင်စားပြီးဖို့အရေးကြီးပါတယ်နော်အဲ့တော့အဲ့အသားကတော့ကျမတို့လင်းမိဖြစ်ရမယ်နော်အစီမပါတဲ့အသားပေါ့ဒါကြောင့်ပြောတယ်အသက်ကြီးလိုက်ငါတို့ခြေလေးချောင်းမစားနိုင်တော့ဘူးဘောတော့ဝတ်သားဆိုလေကျမကြီးနဲ့မညီညွတ်ဘူးမဟုတ်ပါဘူးနော်အစီမစားနဲ့အသားစားပါရပါတယ်နော်ဒါကြောင့်အသားလေးစားမယ်ငါးလေးစားမယ်ဒါကြောင့်ကျမလူနာတွေဆိုငါးဆိုတစ်ပတ်3ရက်ကြက်သားဆိုတစ်ပတ်2ရက်ပဇွန်ဆိုတစ်ပတ်1ရက်အနီအောင်သားဆိုတစ်ပတ်1ရက်စသဖြင့်ပေါ့ဒါကျမတို့ရဲ့ပေးတဲ့ diet plan တွေမှာဆိုပါတာပေါ့နော်အဲ့လိုပဲကြက်ဥဆိုလို့ရှင်လည်းအဲ့လိုပဲကြက်ဥဆိုလည်းပြောကြတယ်ဟာတက်ကြီးလာ cholesterol တွေတက်လာတယ်မစားရင်စားပါကျမတို့ရဲရဲစားအနည်းဆုံး1ရက်တစ်လုံးတော့စားဟုတ်လားနော်ပုံမှန်အဖြစ်ကြက်ဥ3လုံးစားမယ်ဆိုတစ်လုံးကိုအနည်းကာစားကျန်တဲ့နှလုံးကိုတော့အကာကြီးကြီးစားကျမတို့ဒီ cholesterol မပါဘဲနဲ့ကျမတို့ခန္ဓာကိုယ်မှာ vitamin D မထွက်ပါဘူးရှင်နော်ဒါကြောင့်မို့ကျမတို့တွေကရဲရဲစားပါဆိုအနည်းဆုံးတစ်လုံးကတော့စားကြပါလို့နော်အဲ့တော့ကျမတို့တွေဒါလေးစားဖို့အရေးကြီးပါတယ်အဲ့တော့ carbohydrate ကတော့ကျမတို့ခုပြောတဲ့ choose complex carbohydrate ပေါ့နော်အဲ့တော့အဓိကကတော့ဆန် solution တော့ကျမတို့ကဆန်ချောတော့မလိုဘူးပေါ့နော်ဒါပေမဲ့ဆန်ချမ်းဖြစ်လေကောင်းလေပေါ့ဒါပေမဲ့ကျမတို့နိုင်ငံမှာဆန်ချမ်းမစားနိုင်ဘူးပေါ့ကျမတို့ဆိုလေကျမတို့ဆိုပို့ဆိုရရှမ်းပြည်လာတာဆိုငငယ်လေးတဲ့ကျမတို့ရှမ်းဆန်စားတာဆိုအီတွေစားတာပေါ့နော်အဲ့လိုစားတဲ့ခါကျတော့ဒီလိုဆန်ချမ်းကတော့လုံးဝမစားတတ်ဘူးပေါ့ဒါပေမဲ့ဆန်ချမ်းကကျမကြီးနဲ့ညီညွတ်လားဆိုညီညွတ်ပါတယ်နော်အဲ့တော့ကျမတို့ကဆန်ချောပဲစားမယ်ဆိုအမောက်ကို short ချလိုက်ပေါ့နော်ဒါကတော့လူကြီးဖြစ်သွားပြီဆိုတော့ short ကို short တယ်သူကတော့တိုးရမယ့်လူတွေဆိုတော့နော်ကျမတို့ကတိတက် short ခိုင်းစရာတော့မလိုပါဘူးဒါကြောင့်မို့ကျမတို့ကထမင်းစားတဲ့ခါမှာတော့ကျမတို့ကမနေ့ဆိုရင်9စွန်းနေ့လယ်10စွန်းညနေဆိုရှင်9စွန်းပေါ့ဒါကျမတို့သတ်မှတ်ပေးထားတဲ့ပစာစွန်းပေါ့ဒါဆိုကျမတို့စီးချိုလည်းပဲတော့မှမဖြစ်ဘူးတစ်သက်လုံးနဲ့ထမင်းစားပါဆိုကျမတို့ပြောပါတယ်နော်ပေါင်မုံစားမယ်ဆိုတော့ကောင်းတာတော့ပေါင်မုံဂျန်ကတော့အကောင်းဆုံးပါပဲအခုခေတ်ကတော့ homey bread လို့ခေါ်ပါတယ်နော်ဒီလိုပေါင်မုံဂျန်လေးစားတာကောင်းပါတယ်နောက်ဟင်းသီးဟင်းရွက်ကတော့ဖြစ်နိုင်လို့ရှင်တော့ကျမတို့နေ့တိုင်းထည့်စီချင်ပါတယ်လို့နော်ကျမတို့ရန်ကုန်မှာဆိုတော့အလုတ်ကနည်းနည်းရှုပ်တော့များသောအားဖြင့်စက်သားချော်နဲ့ထမင်းဟိုစားကြက်ဥချော်နဲ့ထမင်းအရွက်သိမ့်မပါကြဘူးပေါ့နော်အဲ့တော့အရွက်ကြော်ကတော့နေ့တိုင်းပါလေးလေးကောင်းနေလေပါပဲလို့နော်ဒါလေးကျမတို့စားဖို့ခိုးရီဖွားတွေကတော့ကျမတို့ကလုပ်ပြရမယ်ဆိုပျော့အောင်တော့လုပ်ပြရမှာပေါ့နော်ဒါလေးရှိပါတယ်နောက်တစ်ခုကတော့ကျမတို့ healthy fats လေးတွေပေါ့နော်အဲ့တော့အစီကတော့အခုပြောသလိုပေါ့ကျမတို့တန်လွင်စီလိုမျိုးကတော့အကောင်းဆုံးပေါ့ဒါပေမဲ့ကျမတို့နိုင်ငံမှာတန်လွင်စီအခုလက်ရှိမှာလုံးဝမရှိပါဘူးเนาะအဲ့တော့နေကြစီတို့လိုမျိုးအစားထိုးစားမယ်ပေါ့နော်နောက်ငါးကိုများများစားပြီးမယ်နောက်ပြီးတော့အစိအစံတွေစားမယ်ဆိုလို့ရှိရင်လေဒါတွေအကုန်လုံးရသွားပါတယ်เนาะအဲ့တော့ဒီထဲမှာတစ်ခုလေးပြောချင်တာကဘာလဲဆိုကျမတို့အရင်တော့ကတော့အသားစားလို့ပြောတဲ့ခါမှာ protein ပေါ့เนาะဒါပေမဲ့နောက်ပိုင်းမှာတော့တပြေးပြေးနဲ့ကျမတို့ရဲ့ medicine တွေကလေတိုးတက်လာတဲ့ခါကျတော့ကျမတို့ amino acid ကိုခွဲခြားတာနော်အဲ့တော့ဒါကျမတို့ဆရာဝန်တွေပဲဆိုတော့အားလုံးသိပါတယ် amino acid မှာ20 amino acid ရှိတယ်တချို့က essential တချို့က non essential တချို့ကကျတော့ conditional ပေါ့နော်အဲ့ဒီထဲမှာအခုနောက်ပိုင်းမှာဆိုတော့ essential တော့အားလုံးသိပြီးသားပဲကျမတို့အစာတွေကရတာပေါ့နော် non essential တော့ခန္ဓာကိုယ်ကထွက်တယ်အဲ့ဒီထဲမှာအခုနောက်ပိုင်းမှာကျမတို့ကတပြေးပြေးနဲ့ဒါတွေကိုဘာလို့ပန်ဖြစ်လာလဲဆိုရှင်ကာနိုစင်းဆိုတဲ့တခုလေးပြောချင်လို့ပါနော်အခုလေဒါတော့ဟိုယူစားပေါ့ဘယ်လိုခေါ်မလဲဆိုရှင်ခစ်စားလာတာပေါ့နော်ဘာခစ်စားလဲဆိုအယိုးပြုတ်ကြီးနော်အဲ့တော့ဥပမာဆိုရင်အသားတွေအများကြီးစားနိုင်ဘူးဆိုရင်အယိုးပြုတ်ရည်တွေစားကြတယ်เนาะဒီအယိုးပြုတ်ရည်ကဘယ်ကလာဆိုကာနိုစင်းပေါ့တဲ့လားเนาะဒီကာနိုစင်းကကျမတို့ဒီအဓိကဘာလို့ပြောချင်တာလဲဆိုရှင်ကျမတို့ရဲ့အုံနောက်ပေါ့เนาะအန်ဇိုင်းမားတွေမဖြစ်အောင်ဒါတွေမဖြစ်အောင်ဆိုအမိုင်နိုအက်ဆစ်တွေကအရေးကြီးပါတယ်เนาะအသေးစိတ်တော့မပြောတော့အဲ့အမိုင်နိုအက်ဆစ်ထဲမှာကာနိုစင်းဆိုတာကျမတို့ကအယ်ကာနိုစင်းလေးတစ်ခုပေါ့သူကအကာနိုစင်းဆိုတာ dipeptide molecule တစ်ခုပါပဲတဲ့လားเนาะအဲ့ဒီ molecule တစ်ခုပါပဲအဓိကကတော့သူကအမိုင်နိုအက်ဆစ်မှာ beta alanine နဲ့ histidine ပေါင်းထားတဲ့ဥစ္စာပေါ့เนาะအဲ့တော့ဒီနှစ်ခုပါတဲ့ဥစ္စာမျိုးကိုများများစားနိုင်လေးကျမတို့တွေကဗာလဲဆိုရှင်အုံနောက်မှာဆိုလို့ရှင်ဒီလိုမျိုး Alzheimer တွေမဖြစ်လေးဆိုဒါ research တွေအများကြီးထွက်ထားတာပေါ့နော်အဲ့တော့ဒီ L-carnosine ကအရင်တော့ကျမတို့ဒါအားကစားတွေမှာပေါ့နော်အားကစားတွေမှာမာဆယ်တွေထဲမှာကျမတို့တွေကရှိခဲ့ကြကြားလာပြီသူက1938လောက်ကလေးကဒီဥစ္စာတွေ့ထားတာပေါ့နော်အားကစားသမားတွေမှာပို့ပြီးတော့မှနိုင်တဲ့ဥစ္စာပို့ပြီးတော့မှ ability ရှိတာမျိုးပေါ့အခုနောက်ပိုင်းကျတော့ကျမတို့ဘာကိုပြောလာလဲဆိုရှင်ဒီမှာဒီ Alzheimer တွေမဖြစ်အောင်ကြောင့်ကျမတို့ရဲ့မာဆယ်တွေမသုံးအောင်သုံးနိုင်အောင်ပေါ့နော်ဒီ L-carnosine ပါတဲ့အစားအစာလေးတွေကျမတို့စားကြမလားပေါ့နော်သူကအဓိကဘယ်ကိုသွားလဲဆို brain health ပေါ့ဒီနေ့ကလည်း
enzyme ကိုနည်းနည်းလေးဥတီလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ L-carnosine ပါတဲ့အစားအစာမျိုးလေးတွေကျမတို့ကစားပါပါเนาะအဲ့တော့ဒီ L-carnosine ကတော့အခုပြောသလိုပဲ muscle ရဲ့ function တွေကောင်းတယ်သူ့ရဲ့ဒီ muscle ရဲ့ buffering capacity တွေကောင်းတယ်နှလုံးတွေကောင်းတယ်ဆိုတော့သူက bone health တွေကောင်းတယ်ဆိုတော့မဆိုးဘူးပေါ့ overall protection လေးတွေရအဲ့တော့ကျမတို့ဒီ carnosine ကိုဘယ်ကနေရတယ်လဲလို့ကျမတို့က sorry ဒီ carnosine ကိုဘယ်ကနေရလဲလို့ကျမတို့ကြည့်လိုက်တဲ့အခါကျတော့เนาะဒါတော့ neuro protection ပေါ့ကျမတို့ဒီ neuro တွေအတွက်မှာ degeneration မြန်မဖြစ်အောင်ပေါ့เนาะအဲ့တော့ तू ကအဓိကအခုပြောသလိုပေါ့ turkey တို့အသားတို့နောက်ပြီးတော့မှ pork တို့ beef တို့เนาะဒီလိုမျိုးအသားတွေကျမပြောသလို10သားလောက်စားနေလေးကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာ L-carnosine ကများလေးပဲတဲ့လားเนาะဒါပေမဲ့အခုအသက်ကြီးတဲ့သူတွေမှာ L-carnosine ကနည်းသွားတဲ့အခါကျတော့ကျမတို့တွေကဒီ Alzheimer တွေဘာတွေပို့ပြီးတော့မှဖြစ်လာကြတာပေါ့เนาะအဲ့တော့သူတို့တွေကဒီအသားတွေထဲမှာတော့အများကြီးပါတယ်တဲ့เนาะကြက်ဥတို့နို့တို့ cheese တို့ထဲမှာတော့အနည်းငယ်ပဲပါတယ်တဲ့เนาะသူမပါတဲ့နေရာပဲလဲဆိုရှင်ကျမတို့ဟိုစားပေါ့ဟင်းသီးဟင်းရွက်တွေထဲမှာပေါ့เนาะဒါမျိုးဆိုတော့ L-carnosine ကတော့မပါဘူးအဲ့တော့ကျမတို့တွေကတရက်မှာဆိုရှင်ဒီလိုမျိုးအသားတွေငါးတွေကိုအနည်းဆုံးပေါ့เนาะကျမတို့ဟာပေါ့200လောက် gram လောက်စားမယ်ဆိုရှင်သူက250လောက်စားနိုင်ရတယ်ဆိုတော့နောက်ပိုင်းမှာတော့ဒါ research တွေကထွက်လာအဲ့တော့ထွက်လာတော့ L-carnosine ကတော့သူများနိုင်ငံမှာတော့ကျမတို့ကဘာရှိလဲဆိုလို့ရှင်သူကဒီ supplement တွေပေါ့เนาะရှိတယ်ကျမတို့နိုင်ငံမှာကြတော့ဘာလုပ်လဲဆိုရှင်ဒါလေးတွေပေါ်လာဖို့အတွက်ဆိုလို့ရှိရင်ကျမတို့အယိုးပြုတ်တွေတောက်ကြအခုဆိုရှင်ကြားဖို့မှာပေါ့เนาะအယိုးပြုတ်ကြီးတွေတောက်ကြတယ်ဒီအသားတွေကိုအကုန်လုံးပြုတ်ပြီးတော့မှဒီ L-carnosine လိုချင်တဲ့အတွက်ကြောင့်မလို့ဒါလေးကအများဆုံးတောက်လို့ရှိရင်တော့ဒါကျမတို့ Alzheimer တို့ဘာလို့ပေါ့เนาะအဲ့တော့အလွယ်ဆုံးကတော့ချက်ပေါင်းကြီးပေါ့ကျမတို့ brand ချက်ပေါင်းကြီးကြော်ညာသလိုတော့ဖြစ်နေမှာပေါ့เนาะ brand ချက်ပေါင်းကြီးတောက်နေတယ်လို့ဆိုကျမတို့ကြည့်လိုက်တယ်အဲ့မှာသူတို့ research တွေအများကြီးကြည့်လိုက်တဲ့အခါမှာဆိုရှင်ဒီလိုအယိုးပြုတ်ရည်တွေများတောက်ထားတဲ့သူတွေမှာ Alzheimer ဖြစ်တဲ့နှုန်းอ่ะဆိုရှင်ရော့တယ်ဆိုတာလေးသိရတယ်ပေါ့เนาะဒါကြောင့်မို့လဲကျမတို့ကအသားတွေစားပါဆိုဒါတော့ပထမဆုံးအနေနဲ့အသားစားလို့ပြောသူ့ထက်နည်းနည်းလေးအသေးစိတ်သွားမယ်ဆိုရှင်အယိုးပြုတ်ရည်တောက်လို့ရတယ်เนาะဒါကတော့တောက်နိုင်တဲ့လူအောင်ကျမတို့တောက်ခိုင်းကျမမကြိုက်ဘူးဘာနိုင်မှလည်းမသိဘူးပေါ့เนาะအဲ့လိုမျိုးကြတော့ကျမတို့ကဘာလုပ်ရလဲဆိုရှင်အမောင် brand ချက်ပေါင်းကြီးလိုမျိုးမော့လဲမော့အောင်ပါပေါ့ဟုတ်လားเนาะဒါကတော့ဟိုပါပေါ့ဒီ brain အတွက်ပတ်သက်ပြီးတော့မှဒီတစ်ခုလေးပါကျမတို့နောက်မှအသစ်ထွက်ထားတဲ့ L-carnosine ဆိုတဲ့အကြောင်းလေးကိုပြောပြတာပေါ့เนาะကျန်တဲ့ဥစ္စာလေးတွေကတော့ကျမတို့ပြောသလိုပါပဲဒီ micronutrient ကတော့လူကြီးတွေမှာဆို calcium တို့ vitamin D တို့ဟုတ်လားเนาะဒါလေးတွေကျမတို့ဦးစားပေးရမယ်ဘာလို့လဲဆိုကျမတို့စီမှာ osteoporosis OA ကလည်းရမ်းများเนาะဟိုတော့ဆိုမတ်တော်လာနဲ့เนาะကျမတို့တွေလည်းစာတွေလောက်ကြတယ်နောက်စာတွေ panel discussion တွေလောက်ကြတယ်ကျမတို့အထူးသဖြင့်ဒီစာ menopause ရောက်တဲ့အမျိုးသမီးတွေမှာအမျိုးသမီး10ယောက်လောက်သွားကြည့်လိုက်ကျမတို့အနည်းဆုံး9ယောက်ကဒူးနာနေတာပဲเนาะအားလုံးကဒူးမနာဘူးဆိုလေတော့ပိန်ချင်လဲပိန်မယ်ဝချင်လဲဝမယ်ဒါပေမဲ့သူဒူးနာနေတာပဲကျမတို့ OA တွေဘာလို့ကလေးတွေလည်းအများကြီးမွေးကြတယ်အရင်ခေတ်တုန်းကဆိုလို့ရှိရင်အဲ့တော့ calcium တွေကလည်းကျမတို့အများကြီးလျော့ခဲ့ကြတာ vitamin D ကလည်းအခုချိန်မှာလျော့သွားတယ်ဆိုကျမတို့ OA မဖြစ်เสียအကြောင်းမရှိဖြစ်ကိုဖြစ်တယ်เนาะအဲ့ဒီအတွက်လည်းကျမတို့ဒါလေးတွေယူဆရမယ်နောက်ကျန်တဲ့ B12 တို့နောက်ဟိုအသားစားတာနဲလာတာလည်းများ B12 တွေလျော့လာတဲ့အနီမီယာတွေကျမတို့နိုင်ငံမှာများလာတဲ့ cognitive function တွေကတဖြည်းဖြည်းနဲ့ decline ဖြစ်လာတဲ့ဒါဆရာတို့အကုန်လုံးလည်းအသိဆုံးပဲပေါ့เนาะနောက် antioxidant ဆိုလည်းဒီလိုပဲ C တွေ E တွေ selenium တွေ zinc တွေเนาะဒါတွေအကုန်လုံးပေါ့အဲ့တော့ကျမတို့ iron တို့ folate တို့အများကြီးပေါ့ဒါတော့ပေါ့เนาะအဲ့တော့ micronutrient တွေကလည်းသူတို့တွေကိုကျမတို့တွေကတကယ်ကိုပဲတေချာလေး focus လုပ်ပြီးတော့မှပြောမှဒါလေးမျိုးသူတို့စားနိုင်ပါဘူးเนาะဒါကြောင့်မို့ကျမတို့တွေကဒါလေးတွေကိုလည်းဂရုစိုက်စေချင်တယ်အဲ့တော့ဒါလေးတွေစားပေါ့မစားတော့လဲ supplement တောက်ပေါ့ဒါပဲရှိတော့တာပေါ့เนาะဒါလေးတွေကျမတို့ကြည့်မယ်နောက်တစ်ခါတော့ကျမတို့ထည့်ချင်တာတော့ hydration နဲ့ digestive health ပါเนาะကျမတို့ပြောသလိုရေတောက်တာကျမတို့နိုင်ငံမှာတော်တော်နည်းနေပါတယ်เนาะဒါကြောင့်မို့ကျမတို့ဖိုးဖွားတွေဆိုရင်ကျမတို့ရေတောက်ဖို့ focus လုပ်ရအောင်မယ်เนาะရေဆိုတာတော့ဈေးကြီးတာလည်းမဟုတ်ဘာမှလည်းမဟုတ်ဒါပေမဲ့မတောက်ဖြစ်တာပေါ့เนาะအဲ့တော့ရေတောက်တဲ့ဥစ္စာကိုကျမတို့ပြောရမယ်ဒါသူ့ရဲ့ကောင်းကျိုးတွေလည်းအများကြီးရှိတယ်နောက်တစ်ခါတော့ခုပြောသလို fiber rich ပါကျမတို့အသက်ကြီးလာတာနဲ့အမျှ GI health ကကျမတို့တွေကနည်းလာတယ်ပေါ့เนาะနည်းလာတဲ့ခါမှာဆိုလို့ရှိရင်တော့လေဒီ probiotic ကိုဆိုရှင်ကျမတို့တဘာဝအစားနေစားမလား supplement အနေနဲ့တောက်မလားပေါ့တဘာဝအစားတော့ကျမတို့မပြောသေးလို့ဒိန်ချင်လို့ကြက်သွန်ဖြူလို့ကြက်သွန်နီလို့ကြက်သွန်မြိတ်လို့ဒါတဘာဝရဲ့ probiotic တွေမဟုတ်ဘူးဆိုတော့ကျမတို့ရဲ့ probiotic တွေပေါ့เนาะဒါလေးတွေကိုတော့တက်ကြီးလာရင်တော့တောက်ပါလို့တော့ကျမကတော့ suggest လုပ်ချင်ပါတယ်เนาะအဲ့ဒီကျမတို့ရှိပါတယ်အဲ့ဒီမှသာလေမယ်ကျမတို့တွေကတခုသတိထားမှာပေါ့နောက်တစ်ခါတော့ဗာလဲဆိုရှင်အသက်ကြီးလာနေညအခုပြောသလို appetite ကတော့
လုံးဝကျသွားတာမျိုးပဲပေါ့နော်အဲ့တော့ကျသွားတဲ့နေမှာတော့ကျမတို့ဒါလေးတွေကပြန်ပြီးတော့မှပေးရမယ်ပေါ့နော်အဲ့တော့အလွယ်ဆုံးပြောမယ်ဆိုရင်တော့ကျမတို့ဒီ balance nutrition ကတိတ်အရေးကြီးပါတယ်ပြီးတော့မှ regular physical activity ပေါ့နော်နည်းနည်းလေးလမ်းလျှောက်တာပေါ့ဒါကြောင့်လမ်းလျှောက်နိုင်တော့မှလျှောက်ပါလို့နော်အနည်းဆုံးကျမတို့ထမင်းစားပြီးတိုင်း10မိနစ်ကျမတို့တော့10မိနစ်ပြောတာပေါ့ကဲဖိုးဖွားတွေလမ်းလျှောက်နိုင်လို့5မိနစ်ပဲလျှောက်တယ်ဆိုလျှောက်ဒီလိုပဲကိုယ့်ရဲ့အခန်းလေးထဲမှာဟိုဘက်ဒီဘက်လျှောက်တယ်ဆိုရှင်ကျမတို့ကအများကြီးအဆင်ပြေတာပေါ့နော်နောက်ကျန်တာလေးတွေကတော့ဒီ mental wellness တို့နောက်ပြီးတော့မှတခြား intervention လေးတွေကတော့ရှိပါတယ်အဲ့တော့ကျမတို့မှာ challenge တွေရှိပါတယ်နော်တကယ်တော့အသက်ကြီးသွားတဲ့သူတွေမှာကျမတို့ပြောသလိုတကယ်စားသလားမစားပါဘူးနော်မစားလို့လည်းတော်တော်များများဖြစ်လာအဲ့တော့ဥပမာဆိုရှင်တော့ဒီလိုမျိုးပေါ့ဘယ်လို challenge တွေတွေ့ရလဲဆိုရှင်ဟို decrease appetite တွေမှာဆိုရှင်ခဏနည်းနည်းနဲ့ခဏနော်ဆရာပြောသလိုပဲ nutrient dense ပေါ့ဥပမာအသီးလေးစားလိုက်မယ်ဆိုထောပတ်သီးလို့လိုမျိုးထောပတ်သီးလို့လိုမျိုးဆိုရှင်ဒါ nutrient dense လို့ပြောလို့ရတယ်နောက်ပြီးတော့မှတခါဒူးရင်သီးလို့လိုမျိုးနော်ဒူးရင်သီးဆိုရှင်ဥပမာစီးချုံမဟုတ်ဘူးဆိုကျွေးပါဟိုးရွားတယ်ဒူးရင်သီးလေးမျိုးတစ်ပတ်တစ်ခါလောက်ဆိုဒါနည်းနည်းပဲစားပြီးတော့မှအာဟာရများရတာမျိုးပေါ့ဒါမျိုးကျွေးရတခုပဲကျမတို့မှာပြဿနာပါလဲဆိုကျမတို့မှာ dental issue တအားများပါတယ်နော်အသက်ကြီးလာတဲ့ညသွားကြညက်တယ်အစားမစားနိုင်ဘူးမဝါနိုင်ဘူးဆိုရင်အဲ့ဒီ soft denture နော်ကျမတို့ကပျော့ပြောင်းပေါ့အဲ့တော့ကျမတို့မြန်မာပြည်မှာတော့ပျော့ပြောင်းကဘာရှိလဲဆိုရှင်ပူတင်းပဲရှိနော် high protein လည်းဖြစ်တယ် soft texture လည်းဖြစ်တယ်ဆိုတာကျမတို့ကဘာလဲဆိုရှင်ပူတင်းပေါ့အဲ့တော့ကျမတို့နိုင်ငံမှာပူတင်းလို့ပဲကျမတို့တွေကပြောရတယ်နော်အဲ့ဒါလို့ကျမခဏနေချာထပ်ပြီးတော့မှပြောချင်သေးတယ်နော်အဲ့တော့ကျမတို့အနေနဲ့ကတော့ဒီ nutrition intervention မှာတော့ခိုင်းလို့ပဲကျမတို့ရဲ့သူတို့ရဲ့ diet ကိုကျမတို့ modify လုပ်ပြီးပဲအဲ့ဒါမှကောင်းမစားနိုင်အခုကျတော့အာဟာရမုန့်တွေပေါ်လာတယ် ensure တို့လိုမျိုးပေါ့နော်ဒါလေးတွေကျမတို့ထည့်မယ်မရရင်ကျမတို့ကျုပ်ထည့်မယ်ပြီးလို့ရှိရင်ကျမတို့က parenteral သုံးမယ်ပေါ့ဒါကတော့ကျမတို့ nutrition point of view ကနေပြီးတော့မှကျမတို့ intervention လုပ်တာပေါ့နော်အဲ့တော့ကျမတို့ nutrients လို့ခုပြောတယ်ကျမတို့ပြောသလိုဆိုရှင်ဥပမာနော်ဒါငါးစုပ်စားတဲ့နေရာမှာကျမတို့ခုပြောသလိုဒီလိုဆာလမွန်ငါးတို့လိုမျိုးပူတင်းတို့လိုမျိုးနော်နောက်ဆန်ပြုတ်တို့လိုမျိုးပေါက်စီတို့လိုမျိုးနော်တာကူဂျိုပေါ့ဒါကျမတို့မြန်မာဆိုတာကူဂျိုလေးစားလို့ရတယ်နောက်တစ်ခါကျတော့ပြောင်းမှုပြုတ်ရည်ပေါ့နော်ပြောင်းမှုရည်ဆိုရှင်ပြောင်းမှုလေးကိုချစ်လိုက်ပြီးတော့မှ blender လေးနဲ့ကြိတ်လိုက်ပြီးအဖက်တွေအကုန်ဖယ်လိုက်ပြီးတော့မှအဲ့ဒီအရည်လေးကိုမီးဖို့ပေါ်ပြန်တင်လိုက် corn soup เนาะအဲ့ဒါဆိုရှင်အဖိုးတွေခွားတွေအတွက်အရန်အဆင်ပြေပါတယ်เนาะဒါလေးကဈေးလည်းမကြီးဘူးဒါလည်းစားလို့ရတယ်เนาะနောက်ကျမတို့ soup တွေပေါ့ soup တွေတောက်တဲ့ခါမှာတော့ဒီလိုမျိုးပေါ့ဥပမာချက်စပြုတ်တောက်မယ်ဆိုရှင်ချက်သားနဲ့ရေနဲ့တုပ်ထားတဲ့ဟာမျိုးမလုပ်ဘဲနဲ့ချက်သားနဲ့ချက်သွန်ဖြူနဲ့ဂျင်းနဲ့ပေါ့နော်ရောပြုတ်ပြီးပါလို့မလဲ blender နဲ့ကြိတ်လိုက်เนาะကြိတ်လိုက်လို့ရှင်ထွက်လာတဲ့အရည်က thick ဖြစ်မယ်ပြဟိုဟာလေးပေါ့ကျမတို့ထမင်းရည်လောက်ပေါ့เนาะထမင်းရည်လောက်အရည်လေးဖြစ်သွားမယ်ဆိုရင်အဲ့ဒီအရည်မျိုးတောက်တယ်ဆိုလို့ရှင်ဒါပြောမယ်ဆိုရှင်ဒါပို့ပြီးတော့မှအာဟာရဖြစ်တယ်ပေါ့ချက်စပြုတ်ကြီးကိုဒီတိုင်းတောက်ပြီးတော့မှခောက်ဆွဲလေးနဲ့စားလိုက်မယ်စားကျမအခုပြောတဲ့အသားဟုတ်ပါ blender နဲ့ကြိတ်ထားတဲ့အရည်နဲ့တောက်မယ်ဆိုရှင်ပို့ပြီးတော့မှအာဟာရဖြစ်ပါတယ်လို့အရှိမထိုင်လို့ရပါတယ်လားလဲဆွဲလို့ရပါတယ်ဆရာတို့ဒီဘက်မှာလည်းရှိရနော်နောက်တစ်ခါတော့ဒါကျမတို့နိုင်ငံမှာပေါ့နော်ဘာလို့လဲဆိုရှင်အခုပြောသလိုအသက်ကြီးတဲ့သူတွေမှာ dysphagia ပေါ့နော်အစာနင်တာပေါ့တချို့က dysphagia အထိမရှိဘူးဟို CAE လို့ပါလို့ကျမမဆိုလို့သေးဘူးနော်လောလောဆယ်မှာဆိုရှင်ဘာလဲဆိုရှင်နည်းနည်းလေးကြီးလာတာနဲ့အများဒီမာဆယ်ကကျမတို့တွေကဒီအပုံအားနေတယ်အခုပြောသလိုမာဆယ်ကကျမတို့တွေကဒီမာဆယ်ပေါ့စာကိုပီးများရတယ်ဆိုကျမတို့ကမျက်စိမြင်တာခြေသလုံးပဲနော်ခြေသလုံးမာဆယ်ဆိုရှင် तू အကုန်လုံးသေးသွားတယ်ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့ဘာတွေပါနေလဲဆိုရှင်ဒီ chest က intercostal muscle တွေပါလာတယ်နောက်ပြီးတော့ခါကြလို့ရှိရင်ဒီ level မှာရှိတဲ့ muscle တွေအကုန်လုံးပါလာအဲ့ muscle တွေပါလာတဲ့အတွက်ကြောင့်မို့ကျမတို့တွေကအစာစားလာပြီဆိုနည်းနည်းလေးတီးချင်လာနော်ဒါဟိုဆိုးတဲ့ဒီ dysphagia မရောက်ဘူး dysphagia ကတော့ဟိုတကယ် dementia တော့တီးကိုတီးရဲပေါ့နော်အဲ့လိုချိန်မှာကျမတို့နိုင်ငံမှာအရင်ကဒါတော့တက္ကနာလေးတွေသုံးပေးရအဲ့တော့ဥပမာအထူးသဖြင့်ရေတောက်တဲ့ချိန်မှာဆိုရှင်ဖြစ်တယ်ဆိုလို့ရှင်ကျမတို့ကတက္ကနာလေးတွေကိုကျမတို့ကရေ 50cc ဆိုရင်2 scoop လောက်ထည့်လိုက်တာပေါ့2 scoop လောက်ထည့်လိုက်ပြီးတော့မှတောက်တယ်နောက်စုပ်ရေတောက်တဲ့ခါမှာသုံးတယ်နောက်ပြီးတော့မှ juice တွေတောက်တဲ့ခါမှာဆိုသုံးတယ်ဆိုတော့သူကရွှတ်ဆိုတခါတည်းဝင်သွားတာပေါ့နော်ဒါကကျမတို့နိုင်ငံမှာလောလောဆယ်သုံးနေတာပေါ့နော်အဲ့ဒါတွေသုံးနေတယ်အခုကျမတို့ပြောချင်တာကဘာလဲဆိုတော့သူများနိုင်ငံတွေမှာတော့အခုချိန်မှာဆိုလို့ရှိရင်သူကကျမတို့တွေကဘာလဲဆိုရှင်ဒီ universal ဒီ food တွေကိုသူကနေပြီးတော့မှသူကလုပ်နေကြပြီကျမတို့နိုင်ငံမှာအများကြီးလို့တယ်ကျမလည်းဒါအရန်လုပ်ချင်နေတယ်ဒါကတော့ကျမတို့ထင်တယ်လုပ်ငန်းရှင်တွေနဲ့များကျမတို့ပေါင်းရမလားပေါ့အခုကျမပြောသလိုကျမရဲ့လူတွေကိုအာဟာရမပြည့်ဘူးဆိုဘာပဲကျွေးရတယ်ကျမမှာတနေ့ပူတင်းမဲ့လုပ်နေရတယ်နော်ပူတင်းလုပ်ရတယ်ငပြောသီးကျွေးရတယ်နောက်ပြီးတော့ခါကြလို့ရှိရင်ငပြောသီးပူတင်းနောက်ပြီးတော့မှ jelly ဆိုကျမတို့ကကြောက်ကြောပေါ့တိလားဒါပဲရှိတယ်ကျမတို့နိုင်ငံမှာနော်
အခုကျတော့ဗာလဲဆိုရှင်ကျမတို့ကဒီအစားအသောက်တွေစားတဲ့နေရာမှာအခုကျမဒီမှာပုံလေးမှာပြထားသလိုကျမတို့ကစားပြီးဆိုအစားစားပေါ့သူက food တွေကိုသူကဆိုင်နေမှာဆိုပုံရွေးပိုက်တယ်နော်ဥပမာဟိုအပေါ်ဆုံးကဆိုရှင် regular easy to chew ဆိုရှင်သူကရိုးပဲကျမတို့စားနေကြတိုင်းမှာကွက်ဆိုဝါသွားတယ်နော်6 level ပါဆိုရှင် soft bite size လေးတွေတသေးလေးတွေလုပ်ပေးရဒါ food ကထုတ်တဲ့သူတွေကလုပ်တဲ့ design ပေါ့နောက် mince and moist ဆိုတဲ့ခါကျတော့ကျမတို့တောက်ဆင်းတာပေါ့နော်အသားဆိုတောက်ဆင်းပြီးတော့မှကျမတို့ဥမာဆိုအကြော်မုံလေးနဲ့လုံပြီးကြော်တာမျိုးတို့ဒါမှမဟုတ်လည်းဝတ်သားဆိုတောက်ဆင်းပြီးကြက်ဥလေးနဲ့ဝတ်တပေါင်းလုပ်တာမျိုးပေါ့ဒါကျမတို့အင်ဒီမှာလုပ်ဖူးတယ်အဲ့ဒါကြတော့ကျမတို့က level 5ပေါ့နော် level 4လောက်ရောက်လာပြီဆိုရှင်ကျမတို့က puree အဆင့်ပေါ့နော် puree ကတော့ကျမတို့တွေကဥမာအသားတွေကိုတစ်ခါတည်းရောကြိတ်ပြီးတော့မှပေါင်ပြီးကြိတ်ပြီးတော့မှ blender နဲ့ကြိတ်လိုက်တယ်ဆိုကျမတို့ကအဲ့ဒါ puree အဆင့်ပေါ့နော်ပြီးတော့မှဒီအောက်ပိုင်းကိုရောက်သွားပြီဆိုတော့ကျမတို့က blender ပေါ့နော်အကုန်လုံးကိုအရည်အဖြစ်နဲ့ပြောင်းလဲသွားတော့အဲ့တော့ကျမတို့ရဲ့လူကြီးတွေမှာကျမတို့ကဘာလို့ assess လုပ်ရမလဲဆိုရှင်ဒီလူတစ်ယောက်ကဘယ်လောက်တက်တာ तू က7လား6လား5လား4လားဒါ international မှာရှိနေပြီเนาะ international မှာရှိနေပြီကျမတို့နိုင်ငံမှာတော့ကျမနိုင်ငံမှာရှာကြီးလိုက်တဲ့ဥစ္စာတော့တခုပေါ့အဲ့ဒီဒါ USDT လားအဲ့ဒါလေးပေါ့เนาะအဲ့ဒါလေးကကြတော့ international dysphagia soft diet ဆိုပြီးတော့မှအဲ့ဒါကျမကြည့်လိုက်တော့မြန်မာမစိမ်းနဲ့နောက်ကျမတို့ feel စာပေါ့ therapist လေးတစ်ယောက်သူတို့နှစ်ယောက်ပဲရှိသေးတယ်သူတို့အဖွဲ့လေးလုပ်ထားတာပေါ့เนาะအဲ့တော့ကျမတို့ကဒီအကြီးလူကြီးတွေကိုဒီအစားအစာနဲ့ပတ်သက်လို့ရှိရင်ကျမတို့ကဒီ universal design food ပေါ့ UDF ရဲ့ guideline နဲ့ကျမတို့သွားပြရမယ်เนาะအဲ့ဒီထက်ပိုပြီးတော့မှကောင်းလာတာတခုကဘာလဲဆိုရှင်တော့ဒါကတော့သူတို့ကဒီ universal food design guideline ကိုကျမတို့ဒီ LD people တွေမှာဘယ်လို stage နဲ့သွားမှာလဲเนาะပြီးဘယ်လို stage နဲ့ပြီးပါသူတို့ရဲ့ chewing stage ကဘယ်လောက်ရှိတယ်လဲကျမတို့ကျွေးတဲ့အစားအစာတွေကကြတော့ဘယ်လိုမျိုး swallowing လုပ်နိုင်တယ်လဲနောက်သူတို့ရဲ့ hardness တွေပေါ့အဲ့ဒါတွေကဘာလဲဆိုရှင်ဒီ food science သမားတွေပေါ့เนาะအဲ့ဒါတွေကနေပြီးတော့မှသူကတွက်ပြီးတော့မှကျမတို့ ਨੇ ရှင်းပြီးတော့မှတွက်ပြီးတော့မှဒီလူကြီးတွေကိုကျမတို့ကကျွေးပေးရမယ်เนาะဒါတွေကျမတို့လုပ်ရအောင်ပဲပေါ့ဒါကျမတို့လုပ်ဖို့အများကြီးလိုနေသေးတယ်အဲ့ဒါမှသာလည်းပဲအခုကျမတို့လူကြီးတွေပေါ့အခုတစ်ဖြစ် geriatric လူတွေမှာဆိုရှင်အာဟာရဖြစ်မှာမဟုတ်ရင်ကျမပြောတဲ့ပူတင်းနဲ့တာကူဂျိုနဲ့ကျမရဲ့ငပြောသီးနဲ့ကတော့တိတ်ပြီးတော့မှတော့အာဟာရမဖြစ်သေးဘူးပေါ့เนาะအဲ့တော့ကျမတို့အခုဖြစ်မှာဘာတွေတိုးတက်လာလဲဆိုတော့ဒါကျမတို့နိုင်ငံမဟုတ်ပေါ့เนาะကျမတို့ပြီးခဲ့တဲ့လတုန်းကလည်းကျမတို့ထိုင်းမှာကျမတို့ရဲ့ nutrition association အဖွဲ့ချင်းသွားတော့အဲ့မှာဆိုရှင်ဆရာတယောက်ကျမတို့စီရပဲပြောတော့101သားစကားမှာသူ food science တက်နေတယ်ကျမဘာလုပ်နေလဲဆိုပြီးတော့ 3D food printing လုပ်တယ်အမတဲ့တက်လာเนาะဒါတွေကကျမတို့ဖြစ်လာပါပြီเนาะအဲ့တော့ကျမတို့နိုင်ငံမှာရောလုပ်လို့မရဘူးလားလုပ်လို့ရမှာပါဒါပေမဲ့အခုပြောသလိုကျမတို့လုပ်ငန်းရှင်လိုအပ်ပါတယ်เนาะအဲ့တော့ तू ကဘာလဲဆိုတဲ့ခါကျတော့ဒီလိုအသက်ကြီးတဲ့သူတွေမှာ swallowing difficulty ရှိသွားတော့အခုပြောသလိုပေါ့เนาะ तू ကကျမတို့အတွက်အာဟာရဘာလို့တလဲ carbohydrate ဘလောက်လိုရလဲ protein ဘလောက်လိုရလဲ fat ဘလောက်လိုရလဲအဲ့ဒါတွေကို तू ကနေပြီးတော့မှဒီ 3D food printing ကနေပြီးတော့မှပုံစံလေးတွေထုတ်ပေးလိုက်တယ် module လေးထုတ်ပေးလိုက်တယ်ဥပမာကျမတို့အလွယ်ပြောမယ်ဆိုရှင်ကြက်ပေါင်စားပါဆိုအဖွားမစားနိုင်ချက်ပေါင်ဆိုရှင်ကျမတို့ဘလောက်ပဲပြုတ်အောင်လုပ်ပေးဒီချက်ပေါင်လို့တော့သူမဝါနိုင်ဘူးเนาะအဲ့တော့ကျမတို့တွေကဒီလိုမျိုး 3D food printing လုပ်နိုင်ခဲ့ရင်သူ့ထဲမှာပါတဲ့ဒီချက်ပေါင်ပဲပေါ့เนาะဒီချက်ပေါင်ပဲသူကနေမှာဘာနဲ့သွားရောလိုက်လဲဆို gel တွေနဲ့အကုန်ရောလိုက်เนาะ gel တွေနဲ့ရောလိုက်ပြီးမှသူက design လေးတွေအမျိုးမျိုးထုတ်ပေးလိုက်တဲ့အခါကျတော့ကြက်ဥချောင်းပဲဖြစ်ချက်သားပဲဖြစ်ဝက်လက်ပဲဖြစ်အဲ့ဒီဥစ္စာတွေကတကယ်ကိုပဲကျမတို့ရဲ့ nutrition customization နဲ့ nutrition malnutrition မဖြစ်အောင်เนาะသူကနေဖြစ်လာတယ်ပြီးတော့သူ့ရဲ့ texture ရဲ့နောက်တစ်ခါကျတော့ဒီမှာ attractive food shape ပေါ့ကျမတို့ကပုံလေးတွေတော့အလွယ်လေးနဲ့ပြထားတယ်เนาะဒါလေးတွေနဲ့ပြထားလိုက်တဲ့အခါမှာသူတို့အတွက်ကျမတို့က personalized food ပေါ့တလားเนาะဥပမာဆိုရှင်ကျမအခုပြောသလိုအသားကို30သားစားပါလို့ပြောဒါပေမဲ့ तू ဘလို့မှမစားဘူးအဲ့ဒီအချိန်မှာကျမတို့ကဒီပုံစံမျိုးလုပ်ပြရမယ်ဒါလေးတွေပေါ့ဒါကျမတို့ကဒါချပြတဲ့သဘောပေါ့နောက်ပိုင်းတော့လဲလာတော့လဲဆက်လုပ်ကြရတာပေါ့တိလားနော်ကျမတို့အရန်လုပ်ချင်နေတဲ့အလုပ်တစ်ခုပါနော်အဲ့တော့အလုပ်လုပ်ချင်နေတယ်ဒါပေမဲ့ကျမတို့မှာတော့လောလောဆယ်အခက်ခဲပေါ့ဒီလိုဆက်မျိုးတွေဝယ်ရမယ်ပြီးလို့ရှိရင်ကျမတို့လိုအာဟာရပညာရှင်တွေကနေပြီးတော့ဘယ်ဥစ္စာဘယ်လောက်ပါတယ်ဆိုတာတွက်ပေးရမယ်ပေါ့နော်ဒါလေးတွေကတော့ကျမဒါ knowledge လေးပြောပြလိုက်တဲ့သဘောပါပဲအဲ့လိုမျိုးပြောလိုက်တဲ့ခါကျတော့သူ့ရဲ့ texture ပေါ့ခဏနေကျမတို့ရဲ့ဒီ burden နဲ့ခက်ခဲနေတယ်ဆိုတော့ texture modification ကျမတို့အောင်မြင်သွားပြီအဲ့လိုလုပ်လိုက်ချင်အပြင်ဒီ 3D food printing နဲ့ထုတ်လိုက်တဲ့အတွက်ကြောင့်မလို့သူ့ထဲမှာ nutrition ဘလောက်ပါတယ်သူ့ရဲ့ texture ဘလောက်ပါလဲအဲ့ဒီမှာ easy to eat နဲ့ safe solving เนาะကျမတို့ခဏနေပြောသလိုကျမတို့စစချင်းမှာသုံးထားတဲ့ဒီဟိုစာပေါ့เนาะဒီကျမတို့ဒီမှာအရင်တော့ဆိုကျမတို့ဒါတွေသုံးတယ်ဒီတက္ကနာတွေကျမတို့ဘာသုံးလဲဒီတက္ကနာတွေကအစာထဲမှာ
ရောလိုက်တယ်ဆိုတော့ तू အဆုတ်ထဲရောက်သွားပြဿနာမရှိဘူးမဟုတ်ဘူးဆိုရင်အခုဆရာတို့လည်းအားလုံးတွေ့တယ် aspiration pneumonia ပဲအသက်ကြီးလာရင်ကျမတို့ရဲ့လူကဒုက္ခပါလဲဆို aspiration pneumonia နဲ့ပဲအကုန်လုံးဆေးရုံပြန်ရောက်တာပဲအဲ့လိုဆေးရုံရောက်မှပဲကျမတို့ကဘာလုပ်ရလဲဆိုရင်ကျမတို့ right to ထည့်ရတယ်ပြီးလို့ရှိရင် as a physician ကပိုးသက်ဆေးပေးမယ်ကျမတို့က right to ထည့်မယ်ပေါ့ဒါဒီနိုင်နဲ့ပဲကျမတို့သွားနေရတာအဲ့တော့ဒါတွေတောင်မှကျမတို့အခုချိန်မှာပစ္စည်းပြတ်နေတယ်ဆိုရင်ကျမတို့လူနာတွေကဘယ်လောက်များ aspiration pneumonia ရလာမလဲဆိုစဉ်းစားကြည့်လို့ရတယ်နော်အဲ့တော့ကျမတို့ကဒါတွေကိုမဖြစ်အောင်ဆိုလို့ရှိရင်အခုကကျမပြောသလိုဂျပန်မှာဆိုလို့ရှိရင်ဒီ universal food design guideline ဆိုတာသူတို့ထုတ်တာပြီးသားဒါနဲ့ပြီးတော့မှဒီလူနာတယောက်ကအဆင့်6လားဒီလူနာတယောက်ကအဆင့်5လားဆိုတော့ကျမတို့တွက်ပေးမယ်တွက်ပေးပြီးတော့မှအဲ့ဒါနဲ့ညီတဲ့ဟိုဘက်မှာကြည့်လိုက်တဲ့အစားအစာတွေပေါ့နော်ဟိုမှာသူထမင်းစားမှာလားဆံပြုတ်စားမှာလားဒါမှမဟုတ်ရှင်လေအခုကတော့ပို့ပြီးတော့မှအဆင့်မြင့်သွားတဲ့ဒီ 3D food printing ကိုကျမတို့ကရအောင်ထုတ်ရမယ်အဲ့လိုထုတ်လိုက်ပြီဆိုတော့ကျမတို့ဒီအစားအသောက်မှာဆိုရှင်ကယ်လိုရီဘယ်လောက်ရတယ်လဲပုံလေးတွေကလည်းအောက်မှာဆိုရှင်ချစ်စရာပုံလေးတွေပေါ့နော်။မှောင်ပြောင်းမှုဆိုလေဒီတိုင်းပြောင်းမှုစားဆိုပဲစားမလဲ။အဲ့ဒီမှာနေမဲ့ဒီလိုမျိုး printing လုပ်လိုက်ပြီးဆိုလို့ရှိရင်ကျမတို့ကဒါတွေပေါ်သွားပြီဆိုဒါလူကြီးတွေအတွက်နောက်ပိုင်းဒါ solution တစ်ခုပါပဲ။နော်ဒါလေးကိုလည်းကျမပြောချင်ပါတယ်။အဲ့တော့ပေါ့နော်ဒါကတော့ဆရာတို့စိတ်ဝင်စားတယ်ဆိုတော့ကျမဒါလေးကတော့သူတို့ research လုပ်ထားတဲ့ page လေးပေါ့နော်။ဒါလေးကိုကျမရေးပြီးထားတာပါ potential 3D printing and nutritional texture customization of personalized food for elderly with dysphagia ဆိုဒါတော့သူတို့စီမှာတော့တွင်ကြဲကြဲသုံးနေပါပြီကျမတို့စီမှာတော့အများကြီးကြံသေးတယ်ပေါ့နော်ကျမတို့လည်းလောက်ရတော့မှာပါနော်အဲ့တော့ဒီမှာနည်းနည်းလောက်လိုက်တဲ့ခါမှာဥမာ protein ပေါ့ကျမခဏနေရပြောသလိုအသားစားဆိုလောလောဆယ်တော့အခုကတော့ alkanocin နဲ့ဖြည့်ရှင်းနေတာပေါ့ကျမတို့ကအယိုးပြုတ်ရည်တို့ဒါမျိုးနဲ့ဖြည့်ရှင်းတယ်ဒါပေမဲ့ကျမတို့တကယ်တမ်းလောက်ရမှာဒီမှာ G-polic meat နော်ဥမာ wet ထီတော့ဆွတ်တောက်ဆိုဘယ်တောက်မလဲအဖိုးတွေပွားတယ်နော်ဒီလိုပဲကျမတို့အမဲသားစားဆိုရှင်မစားအောင်ဆိုဟိုဘက်မှာစုံမှရှိတဲ့ပုံစံလေးအမျိုးမျိုးပေါ့နော်ဒါဥမာဆို chicken chip piece ဆိုရှင်ကျမတို့ကလပဲပေါ့ကလပဲဆိုဒီတိုင်းစားမယ်ဆိုအရင်ခက်တယ်လေအဲဆိုရှင်သူတို့ဘယ်လိုနည်းနဲ့ပုံစံမျိုးမျိုးလုပ်ပေးရမလဲဆိုတဲ့ဟာလေးတွေဒါပေါ့နော်ဒါကျမတို့ဒါမျိုးလေးတွေလုပ်ပေးမယ်ဆိုရင်အသက်ကြီးတဲ့သူတွေအတွက်ကကျမတို့အများကြီး malnutrition ဖြစ်တဲ့ဒဏ်ကနေပြီးတော့မှကာကွယ်နိုင်ပါတယ်ဒါလေးကိုလည်းကျွန်မပြောချင်ပါတယ်ဆရာလည်းကျွန်မအချိန်နဲ့အများကြီးမရတော့မှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကျူ feeding ကတော့ဆရာတို့အားလုံးသိပါတယ်ကျွန်တော်တို့ nasogastric ထည့်မလား pet ကျူထည့်မလား gastrostomy ထည့်မလား J ကျူထည့်မလားပေါ့ကြည့် dementia နည်းနည်းလေးဆိုးလာပြီဆိုတော့ကျွန်တော်တို့ကျူထည့်လိုက်တာပဲဆေးရုံမှာတော့ပေါ့နော်ကျူထည့်ပြီးတော့မှဘလို့ပြောကျွန်တော်တို့တွေကကျူနဲ့ပဲကျွန်တော်တို့ကျွေးလိုက်တာပေါ့နော်အဲ့တော့ကျွေးတဲ့နေရာမှာတော့ကျွန်တော်တို့ကဒီပေါ့ formula 3မှာလား blenderize 3မှာလားပေါ့ဒါလေးကတော့ကျွန်တော်တို့ကတော့ time ကိုတော့အခြေယူရတာပေါ့ဘာလို့ဆိုရှင်ဒီလို blenderize diet ဆိုတာကျွန်တော်တို့နိုင်ငံတော်တော်များများမှမရှိတော့ပါဘူးเนาะအဲ့တော့မရှိတော့ကျမတို့ရှေ့ခေတ်တုန်းကတော့ကျမတို့နိုင်ငံဘာထည့်လဲထမင်းရည်ထည့်မယ် Ovaltine ထည့်မယ်အဲ့လိုမဟုတ်ဘူးပေါ့เนาะဒါကတော့ကျမတို့ဆေးရုံတွေကနေပြီးတော့မှစနစ်တကျလောက်ထားတဲ့ osmolarity ဆိုတာအရေးကြီးပါတယ်အဲ့တော့ဒီဆေးရုံတွေကနေပြီးတော့မှ 1:1 တို့ 1:5 တို့ဒါကတော့ထားလိုက်တော့ဆရာတို့မသိလဲကျမတို့ဟိုဟာပေါ့လောက်တဲ့ formula လေးတွေပေါ့เนาะအဲ့ဒါလေးတွေနဲ့ကျမတို့တွေကဒါသူတို့ဆေးရုံတွေရဲ့ formula ကိုယူပြီးတော့မှကျမတို့ရဲ့ဗမာမှုပေါ့เนาะဗမာမှုကျမတို့တွေကပြန်ပြီးတော့မှပြုပြင်တာပါတယ်ပြုပြင်ပြီးတော့မှပဲကျမတို့က blenderize ကိုဆိုရှင်လူနာတော်တော်များများတော့ဒါနဲ့ပဲကျမတို့အခုသွားနေတာပေါ့နော်ဒါကတော့ဥပမာစီချိုပေါ့ဒါကတော့ခဏနေရတော့ဒါရိုးရိုးပေါ့နော်ရိုးရိုး formula မှာဆိုရှင်ကျမတို့ကြက်ဥလို့ကြက်သေးလို့ကြက်သားလို့ဖယုံသီးလို့နော်ဒါမဲ့ကျမတို့သူတို့စီက sugar တွေထည့်ကျမတို့စီကတော့ sugar မထည့်ဘူးပေါ့နော်အဲ့ဒါလေးနဲ့ကျမတို့လည်းသွားတယ်နောက်ပြီးတဲ့ခါကျတော့စီချိုသမားတွေမှာဆိုလို့ရှင်လေစီချိုလူနာတွေအတွက် formula လေးတွေပေါ့တိလားနော်ဒါလေးနဲ့ကျမတို့က blenderize လေးတွေလုပ်ပြီးတယ်ဆိုလို့ရှင်တော့လေဒါလူနာတော်တော်များများကျမတို့ကအဆင်ပြေတယ်နော်နောက်တစ်ခါတော့ကျမတို့ဒါကတော့ဒါပါဇက်နဲ့ထည့်စားတာခဏနေပြောသလိုပါဇက်နဲ့ထည့်စားတဲ့ texture မျိုးမျိုးပြောပြီးသွားပြီနောက်ကျုပ်တွေမှာထည့်တဲ့ခါမှာလည်းကျမတို့ formula ပေါ့ ensure ထည့်မှာလား glucana ထည့်မှာလားဒါမှမဟုတ်ကျမအခုပြောတဲ့ blenderize ထည့်မှာလားဒါတစ်ချက်နော်နောက်တစ်ချက်ကတော့ကျမတို့တွေက parenteral ပေါ့အဲ့တော့အသက်ကြီးတဲ့လူနာတွေမှာကျမတို့ parenteral တအားစဉ်းစားရပါတယ်အခုပြောသလိုပေါ့ပထမအဆုံးချိန်မှာအစားမကောင်းမစားသေးဘူးလို့ပြောတော့ကျမတို့က oral နဲ့ပဲသွားလိုက်ပြီးတဲ့ခါကျတော့မလုံတော့ဘူးဆိုကျမတို့က parenteral တခါတည်းဘေးကနေပြီးတော့မှလိုက်တာပေါ့ဟုတ်လားနော် parenteral လိုက်တဲ့ခါမှာကျမတို့က glucose ရှိတယ် DW တို့ DS ဆိုတာဆရာတို့သိပြီးသား MS amino acid နော်ကျမတို့ဒီမှာ fat တွေကျန်သွား lipid ပေါ့နော်ကျမတို့အခုချိန်မှာတော့ဆေးဥမှာတော့ intralipid တွေပြန်ရောက်နေတဲ့အတွက်ကြောင့်ကျမတို့ lipid တွေအများကြီးသုံးပေးနေရတယ်နော်နောက်တစ်ခါတော့ကျမတို့ TPM ပေါ့ TPM လေးကလည်းကျမတို့ထည့်ရပါတယ်အဲ့တော့ဒါတော့သူ့ရဲ့ product တွေပေါ့နော်ကျမတို့ပုံမှန်အားဖြင့်ကတော့ဒီဘက်ကတော့တစ်ခုချင်းစီပေါ့အဲ့တော့ကျမတို့ဟိုအောက်ဆုံးမှာရှိတဲ့ lipid လေးကတော့ကျမတို့ထည့်ပါတယ် lipid လေးထည့်လိုက်ချအားဖြင့် energy ကတော့တော်တော်များများလေးရလွယ်တယ်ပေါ့နော်နောက်ပြီးတော့မှကျမတို့ 3 in 1ဆိုတာတော့အခုနောက်ပိုင်းမှာပေါ်တဲ့ကျမတို့3 in 1ပေါ့ glucose လည်းပါတယ် protein လည်းပါတယ် fat လည်းပါတယ်ဆိုတော့24 hour ကျမတို့ချိန်ပေးနိုင်လိုက်တယ်ဆိုရင်တော့ဒါတော်တော်လေးပြောမယ်ဆိုရင်တော့ထောင်သွားတာပေါ့သူတို့တော့ကျမတို့က cancer လူနာတွေမှာပါ
အဖိုးတွေအဖွားတွေကျတော့ကျွန်တော်နည်းနည်းလေးပြန်ကြည့်ရအောင်ဆိုတချို့အဖိုးဖွားတွေကျတော့80ကျော်90ကျော်ပေါ့နော်အဲ့လိုမျိုးလူနာကျတော့ကျွန်တော်တို့ TPN သုံးဖို့ဆိုနည်းနည်းလေးခက်တယ်နော်ဘာလို့ဆိုအမြန်လေးထည့်လို့မရတဲ့ခါကျတော့ဒါလေးတွေကတော့ကျွန်တော်တို့တွေကသုံးတဲ့ခါမှာတော့ဂရုတစိုက်လေးတော့သုံးရပါတယ်နော်ဒါကျွန်တော်တို့ entry ပေါ့ဒါတော့ဆရာတို့ပြောတဲ့ physical activity ပါနော်အဲ့တော့ကျွန်တော်တို့ nutrition အပြင်ကျွန်တော်တို့က exercise လို့ခေါ်တဲ့ဒါဒီမှာထိုင်လို့ရပါရှင့်ညီမလေးတို့ခေါ်လိုက်ရဒီမှာထိုင်ရနော်အဲ့တော့ physical activity ပေါ့အဲ့တော့ကျမတို့တွေကအကုန်လုံးပေါ့နော်ဒီလို center မျိုးဆိုတော့ကောင်းတာပေါ့နော်ပျော်ပျော်ပါပါလေးနဲ့ဘောလုံးလေးတွေကစားတာတို့လက်ကျန်ခန်းလေးတွေလုပ်တာမျိုးပေါ့နော်ဒါလိုမျိုးတွေလုပ်ပေးရမယ်နောက်တစ်ခါတော့ psychological support ကျမပြောသလိုအရန်ရေးကြီးပါတယ်နော်ကျမတို့အသက်ကြီးလာတာနဲ့အနည်းနဲ့အများတော့ depression ရှိပါတယ်အဲ့တော့ဒီအဖိုးတွေအဖွားတွေမှာ lonely ဖြစ်တယ်သူတို့စကားလာပြောပြီးရင်သူတို့ပျော်တယ်နော်ဒါလေးတွေကလည်းကျမတို့ရှားလူတော်မပြောနဲ့60ကျော်90ကျော်လောက်ဆိုတော့မှစနေပါပြီလို့နော်ဒါ psychological support လုပ်ပေးရပါတယ်။ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ပြောမယ်ဆိုရင်တော့ကျမတို့ nutrition ကတော့တကယ်ကိုပဲရည်ကြီးပါတယ်။အဲ့တော့ကျမတို့ကျွေးစားတတ်အောင်ပေါ့အဖိုးတွေဘာတွေအဲ့ဒါကြောင့်ကျမတို့ရဲ့ nutrients ဖြစ်အောင်ဆိုတော့ဘယ်လိုလုပ်မလဲ။အခုနောက်ဆုံးနေ့ကတော့ကျမတို့ 3D food printing ပါပဲเนาะ။အဲ့တော့အဲ့ဒါလေးကိုကျမတို့ရအောင်လုပ်မယ်မလုပ်ခင်ဆက်ကြမှာတော့ကျမတို့ရဲ့ကာချာရပေါ့အသားပေါင်းပေါ့เนาะ။မောင်ချက်ပေါင်းတို့ငါးပေါင်းတို့ဒါလေးတွေကိုမညီအောင်ပေါ့။သူကလည်းညီရင်လည်းမစားတော့ပြန်အောင်เนาะ။အဲ့တော့မညီအောင်ကျမတို့တွေကလုပ်ပေးရမယ်ပြီးတဲ့ခါကျတော့ snack မှာဆိုလို့ရှိရင်လည်းအဲ့လိုခုပြောတဲ့ပူတင်းတို့တာကူကျိုးတို့เนาะဒါလေးတွေကျမတို့ကျွေးရမယ်ငါးလေးတွေကိုကျမတို့ရအောင်ကျွေးရမယ်အဓိကတော့ဒီ balance ရယ်နောက်ပြီးတော့မှသူတို့ရဲ့ personalize ပေါ့เนาะ dietary strategy လေးတွေကိုကျမတို့လုပ်ပေးရမယ်နောက်တစ်ခုကတော့ပေါ့เนาะကျမတို့ရဲ့ health care provider တွေအကုန်လုံးပေါင်းပြီးတော့မှလုပ်မယ်ဆိုရင်တော့ဒါတကယ်ကိုပဲအဆင်ပြေပါတယ်နောက်ဆုံးတစ်ခုကတော့အစားကတော့လောလောဆယ်စားနိုင်ရင်စားမယ်မစားနိုင်တော့ကျမတို့ရဲ့ supplementation ပေါ့เนาะအဲ့တော့ supplement တွေကတော့များသောအားဖြင့်အသက်ကြီးတဲ့သူတွေမှာတော့ကျမတို့ supplement တွေထည့်ပါတယ်เนาะဟိုမှာဆို multivitamin supplement တွေထည့်မလားเนาะဒါမှမဟုတ်ရှင်လဲကျမတို့ဒီလိုမျိုး food powder လေးပေါ့เนาะဒီလိုမျိုးလေးတွေပဲထည့်မလားဆိုလို့ရင်းနေပဲလောလောဆယ်တော့ကျမတို့ဖြည့်ရှင်းနေပါတယ်လို့ပြောရင်းနေပဲဒီကောင်ချုပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်